ကဲဒါလေးကတော့ကန်ကောက် Grand Mandalay Hotel ကအကိုကအမှားတဲ့အမှားလေးပေါ့နော်ဒီနေ့မှစစားထင်တယ်ကိုကမနက်က9ပွဲမှာတာပေါ့နော်ပင်လယ်စာနဲ့အချို9ပွဲမှာပြီးရဲ့ခါကျတော့စားကောင်းလို့ညနေ4နာရီခွဲကျတော့တခါပင်လယ်စာနဲ့4ပွဲထပ်မှာတယ်ပင်လယ်စာနဲ့4ပွဲထပ်မှာပြီးတဲ့ခါညနေ4နာရီပြီးညနေ6နာရီခဲရောက်ဆိုပြီးတော့ကြက်သားနဲ့ဘာသားရဆိုပြီး10ပွဲထပ်မှာတယ်ပေါ့နော်ဒီနေ့အကိုတယောက်တည်းမှာပေးသွားတာကိုမှာအယူအပေးအောင်သိန်းကျော်တယ်ကျေးဇူးများကြီးတင်ပါတယ်ရှင်ကျမလေးအဲ့လိုမျိုးဆိုတအားပြောရပဲကြိုက်လို့ထပ်မှာတာကိုမှာတယ်ဆိုကြလားအခုမှစားဘူးလားဒါကြက်သားနဲ့10ပွဲကြော်နေရတာပေါ့နော်အခုမှစားဘူးတော့အဲ့လိုအများကြီးအားပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်ဒါတော့ကျမဆိုင်ရဲ့စပိုးမှု2ယောက်ပါရှင်ဒါရှက်ကျမယောက်ျားပေါ့နော်ကြော်စရာကတော့ကြော်တဲ့သူကတော့ကျမမျိုးသားပါရှင်ဒါတော့ကြက်သားကကြီးက10ပွဲကိုကြော်နေတာဖြစ်ပါတယ်ရှင်ဒါပွဲသိန်းကျပေါ့နော်ဒီနေ့ကကြီးကိုက်တဲ့အချိန်20ကျော်သွားပါတယ်ရှင်မနေ့ပြန်တော့လဲအော်ဒါလေးလည်းရှိသေးရပေါ့နော်ဆိုင်စားကိုအယောက်20ကျော်တဲ့ထင်တယ်မရလို့ပြန်သွားတဲ့သူတွေစိတ်ဆိုးတဲ့သူတွေစိတ်ဆိုးသွားတဲ့သူတွေအားလုံးကိုလည်းတောင်းပန်ပါတယ်ရှင်ကကြီးကိုက်ကလေးမင်းတို့ကိုလိုတလောက်ကိုမရတာပါရှင်ပုံဒီနေ့အချိန်20ကျော်တယ်ကုန်တာကကြီးကတကယ်ကိုလိုတလောက်ဖိုးကမထုတ်ပြနိုင်တဲ့ခါဆိုတော့ကျမတို့လည်းကုန်တဲ့ချိန်ရရတာပေါ့နော်ကျမတို့ကတော့ကြော်တယ်ဖိုးကမုတ်ဖက်မပေးနိုင်တော့ဘူးဆိုရင်ကုန်ရင်ကျမတို့ကရက်ကြတာပေါ့နော်အဲ့ဒါကြောင့်မို့လို့ပါရှင်ကကြီးကရဆိုင်ရ9နာရီဖွင့်နေဆိုရင်စောကြီးကိုကုန်တာပေါ့နော်ဒီနေ့မုံငါးတွေကလည်းစောကြီးကုန်နေရှင်ချိန်9မုတ်ဒီလေးရကုန်တယ်အကုန်ပါတယ်ကျမဆိုင်ရတော့ရောင်းသမျှကျေးဇူးများတင်ပါတယ်ရှင်ခုလိုအားပေးတဲ့ customer တွေလေ customer တွေရှိနေလို့လည်းကျမတို့တပွဲရဆိုင်ရဒီနေ့ဒီချိန်ဒီရက်တင်နိုင်တာပေါ့နော်ဟိုးလမ်းပေးကနေပြီးရစားပြီးတော့ဒီခုချိန်นี้ကျမတို့တွေက customer ရဲ့ကျေးဇူးသီးသန့်နဲ့ဒီနေရာထိရက်တင်နိုင်တာပါကျမတို့ဒီ customer တွေပေးတဲ့ခွန်အားတွေပဲရှိပါတယ်ရှင်ကျေးဇူးပါဒါလေးကတော့ကျမတို့ဆိုင်ရဲ့အချောလေးပေါ့နော်